အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ21ရက်နေ့အင်္ဂါနေ့လယ်ခင်းလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ညီကိုမောင်နှမတွေအားလုံးအတွက်ဒါအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တင်ပေးနေတဲ့ကက်ကလေးတွေဒီကျွန်တော်အခကြီးငွေနဲ့ရောင်းစားနေတာလည်းမဟုတ်ပါဘူးခဲရှစ်ပြီးတော့ကျွန်တော်တင်နေတာလည်းမဟုတ်ပါဘူးဗျာနော်ကျွန်တော်လူလိမ်လည်းမဟုတ်ပါဘူးစိတ်စေတနာအပြည့်အဝနဲ့ကဏ္ဍတွေကိုတေးသေးရှာလေးကက်ကလေးနဲ့ရေးဆွဲပြီးတော့မှကျွန်တော် free တင်ပေးတာပါမနေ့ကလည်း939ဝမ်းချိန်939ပတ်တီညနေဈေးလေးမှာ333ဘိုင်ပတ်တီနဲ့အောင်ခဲ့တယ်ဗျာနော်အခုဒီနေ့လည်း2ခွန်ဝမ်းချိန်2ခွန်ပတ်တီတရက်စာမှာအခုမနေ့ခင်းမှာပဲခွန်ပိုင်လေးနဲ့အောင်သွားတဲ့အခါကျတော့ကျွန်တော်ညနေဈေးလေးအတွက်ကျွန်တော်စေတနာနဲ့လာတင်ပေးတာပါညနေအတွက်ကိုထပ်ပြီးတော့ဝမ်းချင်းကလေးထပ်ပြောပြသွားပါမယ်ကျွန်တော်ဗီဒီယိုလေးကိုကျေးဇူးပြုဆုံးအောင်ကြည့်ပေးပါပြီးလို့ရှိရင်လည်းလိုက်လက်မလေးတွေနှိပ်ပြီးတော့မှကျွန်တော်ရဲ့အကောင့်ကလေးကိုကျေးဇူးပြုအပ်ပေးထားပါ subscriber လေးတွေနှိပ်ပေးပါကျွန်တော် subscriber 50ပြည့်ရင်တော့ like ကလေးစပြီးတော့လွှင့်ပေးပါမယ်နောက်တစ်ခုကကြတော့ဦးမကျော်စိန်ပတ်တီဇာတို့စိန်ပတ်တီဒီဘက်ကျွန်တော်ရဲ့ပတ်တီက9ဆိုတော့ပြီးသွားပြီပေါ့ဗျာနော်အဖွဲ့ဝင်ပတ်တီ9ဖြစ်တဲ့အတွက်ပြီးသွားပြီ9ခွန်9ဆိုတော့နေ့တိုင်းနဲ့အဖွဲ့ဝင်2တီးစားအောင်တယ်ဗျာ share အောင်တယ်အဲ့တော့နောက်အပတ်ကြာရင်တော့ပိတ်ရက်ရှိတယ်ပိတ်ရက်ရှိတဲ့အတွက်ကျွန်တော်ငွေပေါ်ပတ်တီကိုအဖွဲ့ဝင်ပတ်တီကိုကျွန်တော် free တင်ပေးပါမယ်အဲ့ဒီနောက်အပတ်တွေကြာရင်တော့ကျွန်တော်ရက်ပြည့်ဖွင့်တဲ့အပတ်တွေကြာရင်တော့အဖွဲ့ဝင်ခေါ်ပါမယ်အဖွဲ့ဝင်ကျင်လို့ရှိရင်တော့ရုံကြီးနဲ့အဖွဲ့ဝင်ကျွန်တော်လာဝင်ကျင်နေဆိုရင်ယုံကြည်မှလာပါယုံကြည်လို့အဖွဲ့ဝင်ကျင်နေဆိုရင်လည်းကျွန်တော်ရဲ့နေ့တိုင်းဝမ်းချင်းတင်တဲ့ကက်ကလေးတွေမှာဖုန်းနံပါတ်လေးအမြဲတမ်းရေးပေးပါရယ်အဲ့ဒီဖုန်းနံပါတ်လေးမှာဆက်သွယ်ပြီးတော့မှလာရောက်ပြီးတော့မေးလို့ရပါတယ်အဖွဲ့ဝင်ရှင်လည်းဝင်လို့ရပါတယ်ဗျာနော်အဲ့တော့ညနေခင်းကျွန်တော်ရဲ့ဝမ်းချင်းလေးဒီ49ဝမ်းချင်း49ပတ်တီဖြစ်ပါတယ်နှစ်ဈေးမှာတစ်ဈေးအောင်သွားပြီဆိုတော့ညနေဈေးကိုတော့ပါပဲကြည့်ပြီးစောကြပါ49ဝမ်းချင်း49ပတ်တီဖြစ်ပါတယ်ဗျာနော်အဲ့တော့လေးနဲ့ပတ်သက်ရင်4546 41 43ညာဖြစ်ပါတယ်ဗျ9နဲ့ပတ်သက်ရင်9596 91 93ညာဖြစ်ပါတယ်ဗျနော်အားလုံးပဲပေါက်ကြပါစေကံကောင်းကြပါစေငွေထုတ်နိုင်ကြပါစေဗျနော်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း subscriber လေးနှိပ်ပြီးတော့အသေးလေး like လေးပေးခဲ့ပါ subscriber လေးနှိပ်ပြီးတော့ up ပေးထားပါလို့မေတ္တာရက်ခံပါတယ်ဗျနော်အားလုံးပဲကြမ်းမာကြပါစေချမ်းသာကြပါစေဗျနော်